ဒီပေါ့နော်အမေကကြောဖို့ပို့ပေးရနော်ထုတ်ပြရပါမယ်တားလေကောင်းပြီလားကြီးရလေကောင်းပြီလားနော်ပထမဆုံးတော့စာထည့်နော်ဒီချမ်းမလေးနည်းနည်းဆိုရင်ဟင်းစရာမလိုဘူးလားအမေစီဝတ်တူလာလို့ဒါလေးပါနော်ကိုမဘူးကြကတာထိဝတ်တဲ့အိတ်နဲ့အိတ်ရှိနော်ဒါရေမှာ3အိတ်ရှိသေးရပေါ့နော်3အိတ်ရှိသေးရဒီနားမှာကလေးဒီဘူးပါထည့်လို့ဒီနားမှာကြပေါ့နော်3အိတ်နော်ခုန3အိတ်ရှိနော်ဒီအိတ်5အိတ်ပေါ့နော်5အိတ်လောက်ရှိနောက်ကြတော့နောက်5အိတ်ဒီမှာပေါ့နော်ဒီကလေးနဲ့တိတ်ရှိပါတယ်6အိတ်ရှိပါဒီအောက်မှာပေါ့ဒီမှာစစ်ကလေးနဲ့လေးရှိပေးပါတယ်ဒီမှာပေါ့နော်6အိတ်ပေါ့နော်ဒီလိုတန်နေဆိုရဲဟာကြီးဝယ်ကြအောင်မလားကလေးတွေလေပေါ့နော်ဒီမှာအနေပါပါဖိုးခွားနေလို့ပြောတာဟိုဘာကြလဲကပေါ့နော်နှစ်အိတ်ရှိတာပေါ့နော်တစ်အိတ်ကရှုံးလို့ပေါ့နော်မေဒါပြီးကြအောင်မဒါပါရှုံးလိုက်ပါလားရှုံးအဲ့တော့ဒီဟာရှုံးမယ်အဲ့ဒါပါအတိဖြစ်ဖြစ်မတိဖြစ်ဖြစ်ရှုံးခပ်ပြီးပါလာလေးနဲ့ချစ်စရာလေးပါအမေဒါဘယ်လောက်မေးရလဲအမေဟမ်3800ထား3800ပေါ့နော်ထားပါနော်ဘိုင်ဘိုင်အဲ့လိုလွယ်ဝယ်ချင်နေဆိုရင်ပေါ့နော်မှာလို့ရပါရဲ့3800ပါရှင်3800ပါဘိုင်ဘိုင်အားဒီလာပြပြပါရှင်အားလေးရစီလက်မှန်နေပေါ့နော်အားဆိုရပေါ့နော်ကောင်းလေကောင်းပါရှင်ဘိုင်ဘိုင်